တောင်ကြီးကလေးဘဝကတီးဆူလို့ချုံမြူပုံတွေမမီနေသေးပြီကိုမြူကိုပြကိုဝါနဲ့ကဲအဖမ်းခလူဆိုတဲ့အတန်တွေမိထီလာကန်တော့အောက်ကဟာကလေးတွေကောက်ကပြီးဘူးမောင်လေးတဲ့တန်လေးတွေသမီးဖြစ်ကြရောက်မိတယ်လေကလေးလာရေးကြီးအော်တရီတီကလေးကပူညာစကားရှောင်းရှားကလေးမကောင်းဘူးမြေတာအိုးကောင်းရညွန်လို့ရင်းနှီးပေးဝေအတက်ကူလေးတင်စီထင်းညာကြီးဝိငါတွေကြည်ပေါ်မှာပြီကြီးမသောမြေတာမျိုးနဲ့တာသမီလူတွေကိုလည်းပြည်ရိုးထုံးစံရှိခဲ့ပြီတို့ဖျားလုံးမနှုတ်တလုံးမူမူကြီးအနန္တဂိုင်းဝင်ကျေးဇူးရှင်မိဘနှစ်ပါးကိုတာကတော့ပါလေလေBaby,